ရှိတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သားသမီးမရှိတော့အင်မတန်လိမ္မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခရီးထွက်เสียရှိတယ်ရှိတော့ကြက်တူရွေးလေးနှစ်ကောင်ကိုအနာခေါ်တိုးတိုးတိတ်တိတ်မှားတယ်ငါသားတို့အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခရီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆိုစိတ်မချကြရပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကြက်တူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ကြက်တူကြီးအငယ်ကောင်ကပြောချင်ဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကိုကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကိုဖြစ်တဲ့ကြက်တူကြီးကဖះလောင်းလေးငါညီမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောခြင်းစိတ်ကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူးဟင်ဒကမာကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောခြင်းတာကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောခြင်းလွန်းလို့ဟင်ဒကမာကြီးတွေမှန်ပါဗျာအေးအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင့်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံလေးမကြီးတွေသွားပြီးတော့အမေခမရဒီလိုလုပ်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံလေးမကြီးမျက်လုံးပြူးဒုက္ခပဲဒီကောင်တိတ်သွားပြီလူဆိုတော့ညံရှိတယ်ညံမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲ့တဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြတ်ခနဲ့ဆွဲပြီးတော့လေပင်ကိုလိန်ချိုးလိုက်တယ်ကိုယ့်ကိုအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေပင်ကိုလိန်ချိုးပြီးတော့မိကြီးကဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိပ်လိုက်တယ်အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်တယ်မှန်ပါဗျာငါပြောစကားနားမထောင်နဲ့ကောင်အဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှစ်ကောင်စုံမစုံတောင်မကြည့်နိုင်ဘူးရှိတဲ့ကျက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာမေးတဲ့အခါကျတော့ကျက်တူရဲ့လေးကအဖေတဲ့မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ញင်မဲနဲ့မစူးစမ်းမဲနဲ့ပြောတဲ့လူဟာကျွန်တော်ရဲ့ညီလေးသိတယ်လို့သိရလိမ့်မယ်တဲ့မှန်ပါအဲ့ဒါလိုပြောပြီးတော့ဟိမဝန္တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့မှန်ပါဗျာတချို့ရှိတယ်နော်တို့ကတော့သိတဲ့အတိုင်းပြောရမှာပဲမြင်တဲ့အတိုင်းပြောရမှာပဲတို့ကတော့မှန်ပဲဘွန်းပဲရှင်းပဲဆိုတဲ့လူတွေသတိထားတယ်မကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောပိဋကဘာကိုကြည့်ပြောရမလဲပုဂ္ဂိုလ်ကိုကြည့်ပြောရမှာပါဗျာပုဂ္ဂိုလ်ကိုကြည့်ပြောစကားကမှန်မိမယ်လို့စကားကကောင်းမိမယ်လို့တစ်ဖက်လူကခံနိုင်ရရှိအောင်မနားလေနိုင်အောင်မတနည်းအားဖြင့်ပြောရရင်အဆင့်ရှိအောင်မဦးဇင်းတို့ဒုက္ခထာသုတ်တံဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဗျသီလမရှိတဲ့လူရဲ့ရှေ့မှာသီလအကြောင်းသွားပြောရင်နာခါတယ်တဲ့မှန်ပါဗျာအဲ့ဒါဒုက္ခထမကောင်းတဲ့စကားကိုဖြစ်သွားတာသူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလကားကောင်ပဲဆိုပြီးတော့စကားကောင်းပြောရင်းနဲ့အကုသိုလ်ဖြစ်တယ်ယုံကြည်မှုတရားတရားမရှိတဲ့လူရှိမှတရားတရားအကြောင်းပြောရင်နာခါတယ်မှန်ပါဗျာဟုတ်လားဘာမပြောနဲ့ဟုတ်လားနောက်ဘ ഹു တုတ္တတွေနဲတဲ့ပုဂ္ဂိုလ်ရှိမှဘ ഹു တုတ္တအကြောင်းသွားမပြောနဲ့နော်တတ္တာသီလတုတ္တစာခနှမျိုးတဲ့လူရဲ့ရှိမှပေကံချင်းအကြောင်းသွားမပြောနဲ့နောက်ပညာနေတဲ့လူရှိမှပညာအကြောင်းသွားမပြောနဲ့မှန်ပါဗျာမြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော်တခါကြီးများမှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခံနိုင်ရည်မရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်မှန်ပါဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့မြင်တာကိုမြင်တဲ့အတိုင်းအခါခတ်သိမ်းပြောလို့မဖြစ်ပါဘူးကုသိုလ်တွေများပြီးတော့အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ပြောရမှာပေါ့မှန်ပါဗျာဟုတ်လားအေးဒါကပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြော